ကိုယ့်ရဲ့ပတ်စံကိုလိုရာထက်ပို့ပြီးတော့မဖြုံးခင်အရင်ဆုံးဒီဗီဒီယိုလေးကိုအရင်ဆုံးကြည့်ပါသူတို့မကောင်းကြောင်းကိုသူတို့ပြောပြီးတော့ရောင်းတဲ့ brand တွေဆိုတာမြင်ဘူးလား brand တွေဆိုတာကသူတို့ကောင်းကြောင်းပဲသူတို့ပြောတယ်နောက်ပွင့်မှာဘလို့ပုံတိုးနေတယ်ဘာတွေဖြစ်နေဆိုတော့ဘယ်သူမှမသိကြဘူးအဲ့ဒီဟာတွေကိုဒီနေ့ break down လုပ်သွားမှာပဲဖြစ်ပါတယ်အချက်လက်လေးတွေနည်းနည်းလေးခွဲပြီးပြပဲပေါ့နော်ပထမဆုံးတစ်ချက် hype ချင်းသူတို့ကကောင်းတယ်ပြောတိုင်း like hype နေတာကြော်ညာဘလောက်ကောင်းမလဲအဲ့လောက်ထိ like hype တာဥပမာအနေနဲ့ဒါလေးကခြီသားလေးနဲ့ပဲလောက်ထားတာဒါပေမဲ့အဲ့ခြီသားကိုသူတို့ကကွန့်ပြီးပြောမှာဒီခြီသားလေးအေးပါတယ်ဒီခြီသားလေးဝတ်လို့အရန်ကောင်းပါတယ်ဆက်စားလေးကပါပါတယ်ဒါပေမဲ့ပါလားမပါလားဘယ်သူမှမသိအဲ့ဒါ brand တိုင်းပဲသူတို့ရဲ့ brand တွေကိုလိုတာတက်ပို့ပြီးတော့ပြောပြီးရောင်းတာဘယ် brand မဆိုသူတို့ရဲ့ပြောစကားတိုင်းကိုလိုက်မယုံနဲ့အရန်ကိုမ hype နဲ့တေချာစစ်ဆေးပါတေချာ check ပါဒုတိယအချက်ကကြတော့ quality နဲ့ ingredient ကိုအရင်ဆုံး check ပြီးမှပစ္စည်းတစ်ခုကိုဝယ်ပါဥပမာအနေနဲ့ကျွန်တော်တကယ်ချင်းတယောက်ဆိုလို့ရှိရင်သူကရှားသောလက်ဖက်နဲ့လုံးဝမတည့်ဒါပေမဲ့သူကပလာသားကနေပစ္စည်းတစ်ခုဝယ်တယ်အဲ့ပစ္စည်းထဲမှာသူက collagen ပါလို့ဆိုပြီးတော့ဝယ်လိုက်တာရှားသောလက်ဖက်ပါမှန်းသူမသိဒါပေမဲ့အဲ့ဒါကိုလိမ့်နေရော3ရက်လောက်နဲ့မျက်နှာကလုံးဝစုပ်ပြတ်တက်သွားအဲ့တော့ဘာဖြစ်လဲဆိုတော့လိုရာတက်ပတ်စံတွေပိုကုန်တယ်အချိန်ကြီးအများကြီးပေးရတယ်12000 13000နဲ့ပစ္စည်းလေးတစ်ခုဝယ်လိုက်တာဒါပေမဲ့ပြန်ရလိုက်တဲ့ result ကပတ်စံ3-4သိန်းကုန်တဲ့အပြင်ဆောက်ချက်တွေလည်းကွယ်မျက်နှာတွေလည်းစုပ်ပြတ်တက်ထိခိုက်မှုအရင်များတယ်ဗောနော်အဲ့တော့မဝယ်ခင်အရင်ဆုံး quality ကို check ပါတတိယအချက်ကကြတော့ size ကို check ပါကိုက online ကနေပစ္စည်းတစ်ခုကိုမှားလိုက်တဲ့အချိန်ကြလို့ရှိရင်ကိုကတော့မှားလိုက်တာ XL size မှားလိုက်တာဒါပေမဲ့ရောက်လာလို့ရှိရင်တစ် size သေးနေတာတော့တစ် size ကြီးနေတာတော့နည်းနည်းလေးကြက်နေတာတော့အဲ့လိုမျိုးပုံစံတွေကြုံဘူးလိမ့်မယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ brand တွေတစ်ခုနဲ့တစ်ခုက local ပဲဖြစ် global ပဲဖြစ်ဘယ်လိုပုံစံပဲဖြစ်ဖြစ် brand တွေတစ်ခုနဲ့တစ်ခုက size ချက်တွေလုံးဝမတူဘူးဥပမာအနေနဲ့ဆိုလို့ရှိရင် Billionaire Box ကအင်ဂျီ XL size နဲ့ Sis Barma ကအင်ဂျီ XL size နဲ့တူချင်မှတူမှာကိုယ့်ရဲ့ baggy pant နဲ့ကိုယ့်ရဲ့ slim fit pant နဲ့ size ချင်းကတူချင်မှတူမှာကိုယ့်ရဲ့ jacket size နဲ့ကိုယ့်ရဲ့ t-shirt size နဲ့ကလည်းတူချင်မှတူမှာအဲ့တော့ဘာမှစုမဝဲခင်အရင်ဆုံးကိုကဘာလုပ်အောင်မလဲဆိုတော့သူတို့ရဲ့ page ကိုတွားပြီးတော့အကိုရဲ့ site ချက်လေးပို့ပေးပါပြီးကြတော့မှသူတို့ရဲ့ site ချက်မှာရေးတာ shoulder ကဘယ်လောက် waist ကဘယ်လောက်တန်းရဲ့ length ကဘယ်လောက်ဆိုတာအဲ့မှာကိုယ့်အရက်နဲ့တိုင်းပြီးကိုယ့်ပခုံးနဲ့ကိုယ့်ရဲ့ခါးနဲ့တိုင်းပြီးတော့မှာပါအဲ့တော့မှကိုယ့်ရဲ့ဝယ်တဲ့ပစ္စည်းတိုင်းကိုယ့်ရဲ့မှားတဲ့ပစ္စည်းတိုင်းကဘာဖြစ်မလဲဆိုတော့ရောက်ကိုယ့်ရဲ့မှားလိုက်တာနဲ့ရောက်လာတဲ့ quality ဖြစ်မှာဘရောမှမှားတယ်ရွေးနေဆိုတာရှိတော့မဟုတ်ဘူးအဲ့တော့အရင်ဆုံးကိုကဘာအင်ကြီးမဆိုဘာပေါင်းမမဆိုဘာ jacket မဆိုမဝယ်ခင်အရင်ဆုံး size ချက်ကိုအရင်ဆုံးတောင်းပါ size ကို check ပါပြီးမှဝယ်ပါတုတ်တာအချက်ကကြတော့ brand ဆွဲထားတာပါဥပမာတစ်ခုပြပြမယ်အရင်ဆုံးdesigner brand တစ်ခုနဲ့ local brand တစ်ခုကအင်ဂျီနှစ်ခုရှင်ထုတ်လိုက်တယ် designer brand ရဲ့အသားကလည်းဒါပဲ local brand ရဲ့အသားကလည်းဒါပဲ quality ကလည်းအတူတူပဲအဲ့တော့ဘာကိုခမားဆိုရင်ယူမလဲ chain တွေ designer brand ပဲယူမှာပေါ့ဟုတ်တယ်မလားကျွန်တော်ဆိုလို့ရှိရင်လည်းတူပဲ designer brand ပဲယူမှာပေါ့ဒါပေမဲ့ဒီမှာတစ်ခုရှိတကယ်တော့ designer brand ကဒေါ်လာ1000လောက်ဖြစ်နေမယ် local brand ကမြန်မာငွေ3သိန်းလောက်ပဲဖြစ်နေမယ်အဲ့ဒါဆိုရင်ခင်ဗျာဘာကိုယူအောင်မလဲဒါပေါ့ဒါကတော့လူပေါ်လိုက်ပြီးတော့ကွဲပြားနိုင်တယ်ဟုတ်တယ်မလားတယောက်နဲ့တယောက်မတူနိုင်ဘူးတစိမ့်ပေါ်လိုက်ပြီးပဲဈေးကွာသွားတဲ့တချို့အရာတွေရှိတယ်အဲ့လိုအရာတွေကိုပြောချင်တာအဓိက fashion ဆိုတာခင်ဗျားတို့ထင်တယ်ဆိုလို့ဈေးအရင်ကြီးနေစရာမလိုဘူးဝယ်လိုက်တဲ့အချိန်ကြလို့ရှိရင်ကိုနဲ့ fit ဖြစ်နေပြီးတော့ကိုနဲ့ဆောင်ရမ်းကို smart ကျနေပြီးတော့ confident မြင့်နေဖို့ပဲလုပ်ရအဲ့ဒါကို fashion လို့ခေါ်တာဥပမာ Balenciaga တို့ဘာတို့ကနေပြီးတော့ခင်ဗျားဒေါ်လာကိုတင်းချီပြီးပေးပြီးဝယ်လိုက်တယ်အစုပ်တွေအပြဲတွေဘာတွေညာတွေအများကြီးရောက်လာတယ်ဗျာခမည်းစီကိုဒါပေမဲ့ခမည်းဝတ်ကြည့်တယ်ခမည်းနဲ့မလိုက်ဘူးလို့ခမည်းခံစားရတယ်ဒါပေမဲ့ local တွေကနေပြီးတော့ဥမာ Zara တို့ဘာတို့တွေကနေပြီးတော့ခမည်း one set လေးဝယ်လိုက်တယ်ခမည်းတက်ရဲနဲ့ကြည့်လို့ကောင်းတယ်ညာအဲ့လိုအချိန်မျိုးဆိုလို့ရှိရင်ခမည်းဘာကိုရေးမလဲဒေါ်လာသိန်းချီပေးဝယ်ရတာက fashion ဆိုတာမှန်ပေမဲ့ခမည်းနဲ့လိုက်ဖက်နေတာက Zara fashion ဆိုရင်ခမည်းဘယ်လိုလုပ်အဲ့လိုပုံစံမျိုးတွေလည်းရှိတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေအကုန်လုံး brand ဆွဲမထားပါနဲ့fashion ဆိုတာကဈေးကြီးနေဖို့မလိုဘူးဆိုတာကိုခေါင်းထဲမှာမှတ်ထားပါကိုနဲ့ like ဖတ်နေဖို့လိုတယ်ကိုနဲ့ smart ကြနေဖို့လိုတယ်ဆိုတာကိုအာရုံထဲမှာထည့်ထားပါနောက်တစ်ချက်ကကြတော့ real customer review မြန်မာမှာစကားပုံတစ်ခုရှိတယ်ဘာလဲဆိုတော့ကိုယ့်ရဲ့အကြောင်းကိုသိကျင်လို့ရှိရင်ပတ်ဝန်းကျင်လူတွေကိုမေးပါတဲ့ brand ရဲ့အကြောင်းကိုသိကျင်လို့ရှိရင် comment section လူတွေကိုမေးပါတဲ့တကယ်လို့ကိုကပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင် reality မှာ comment ကိုအရင်ဆုံးကြည့်တင်တယ်ပြီးကြလို့ရှိရင် review section မှာသွားပြီး page တစ်ခုမှာ review section ဆိုတာရှိတယ်အဲ့ review section မှာဘယ်လိုရှိလဲဆိုတာကိုကြည့်တင်တယ်အဲ့တော့မှမလုံလောက်သေးဘူးဆိုလို့ရှိရင်ကိုကအပြင်မှာအဲ့ brand ကိုတကယ်ဝယ်ဘူးတဲ့လူတွေကိုသွားပြီးတော့မေးကြည့်တင်ကိုကပတ်စံပေးပြီးဝယ်မှာလေအဲ့လောက်ကတော့လုံးတင်တာပေါ့အဲ့ဒါမှမလုံလောက်သေးဘူးဆိုလို့ရှိရင်တော့အပြင်မှာဆိုင်ကိုကိုယ်တိုင်သွားပြီးတော့တေချာ check ပြီးတော့မှဝယ်တင်တယ် ဒီ
ဒီမှာ review section တွေကြည့်ပါဟိုလူမေးပါဒီလူမေးပါဆိုတော့ကိုယ့်ရဲ့အင်ကြီးဘောင်းမီနဲ့ပတ်သက်တာတွေပဲမေးခိုင်းတာမဟုတ်ဘူးเนาะ customer service ကဘယ်လိုရှိလဲ online မှာဆိုလို့ရှိရင် delivery ကဘယ်လိုရှိလဲ packaging တွေကရောဘယ်လိုရှိလဲအဲ့ဒါတွေအကုန်လုံးကိုကမေးပြီးမှဝယ်သင့်ပါတယ်အဲ့တော့ဘာမှမစိုးမဝယ်ခင်အရင်ဆုံး customer review တွေကိုအရင်ဆုံးကြည့်နောက်ဆုံးတစ်ချက်ကခွဲတူပိုင်းနဲ့ဝမ်းတူပိုင်းကိုကအင်ကြီးတစ်ထည်ကို flannel box မှာဝယ်လို့ရှိရင်မြန်မာငွေ9000 street fashion မှာဝယ်ရင်မြန်မာငွေ4000မောင်းမှာတော့ဝယ်လို့ရှိရင်မြန်မာငွေ6000လမ်းပြဆိုင်မှာဝယ်ရင်မြန်မာငွေ3000အဲ့ဒါကိုပလာတာတက်လိုက်လို့ရှိရင်2000မင်္ဂလာသေးသွားလိုက်လို့ရှိရင်1000 vintage တို့9000အဲ့လိုပုံစံတွေကလည်းရှိသေးတယ်ကိုဆိုတော့အင်ကြီးတစ်ထည်ကိုဒီမှာရောင်းနေဈေးရတစ်ဈေးဖြစ်နိုင်ပေမဲ့ဒါပေမဲ့ဒီမှာရောင်းနေဈေးရကြတော့တစ်ဈေးဖြစ်သွားနိုင်တယ်မတူဘူးလေဟုတ်တယ်မလားအဲ့တော့ကိုကဘာမှစုံမဝယ်ခင်တွေ့ပြီဆိုတာနဲ့ဟာငါတောက်ဝယ်မှဖြစ်မှာငါဖောင်းဝင်ကြိုက်နေပြီဆောင်းရဲမဟိုက်ွားနဲ့အရင်ဆုံးကိုကဘယ်ဆိုင်မှာဘလူဈေးတွေရောင်းနေဘယ်ဆိုင်မှာဘလူဈေးတွေရောင်းနေဆိုတော့လေးလာပါသုံးသက်ပါပြီးတော့မဝယ်ပါအင်ကြီးမှပြောနေတာမဟုတ်နိုင်လဲသလိုပဲဖုန်းလဲသလိုပဲဘာမှဆိုသလိုပဲကျွန်တော်ဆိုလို့ရှိရင်ဒီလောကထဲမှာအလုပ်လုပ်နေတာဆိုတော့ကျွန်တော်ဆိုအတိဆုံးပဲဘယ်မှာသွားပြီးတော့ဝင်ဘယ်လောက်နဲ့ရတယ်ဘယ်မှာသွားပြီးဝင်ဘယ်လောက်နဲ့ရတယ်ဆိုတော့ဟုတ်တယ်မလားဆိုတော့သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်လာပြီးတော့မေးလို့ရပါတယ်ကိုကဘာလေးဝယ်ချင်တယ်ဘယ်မှာသွားရမလဲဆိုတော့လာမေးသွားလို့ရတယ် comment မှာလည်းဝင်မေးသွားလို့ရတယ်ကျွန်တော်ဆိုင်လေးပြပြပေးပါမယ်ပြောချင်တဲ့သဘောကဘာမှမဆိုမဝယ်ခင်အရင်ဆုံးစုံစမ်းတင်ပါတယ်အရင်ကြီးစွတ်ပြီးတော့ဒီဆိုင်ကနေဒါတွေ့လို့ဒီဆိုင်ထဲမှာပဲတော့စုကြီးကိုအတင်းဝင်ပြီးတော့မဝယ်သင့်ပါဘူးမှားပါလိမ့်မယ်အရင်ဆုံးဈေးစုံစမ်းမှာဆိုင်စုံစမ်းမှာလိုက်စုံစမ်းကြည့်ပါတစ်ဆိုင်နဲ့ဆိုင်ကဈေးမတူနိုင်ပါဘူးပြောစရာတွေကတော့ပြောလို့မကုန်ဘူးအများကြီးကျန်သေးတယ်ဒါပေမဲ့လည်းတလောက်ပဲသိထားတယ်ဆိုလို့ရှိရင်တော့ကိုကအင်တစ်ထည်နိုင်တစ်ခု make up ပစ္စည်းပဲဖြစ်ဘာပဲဖြစ်ဖြစ်တခုဝယ်ဖို့အတွက်ကိုလုံလုံလောက်လောက်အသိရှိပြီလို့ပြောလို့ရတယ်ဒီအချက်တွေကိုမဖြစ်မနေပစ္စည်းတစ်ခုမဝယ်ခင်သိထားဖို့လိုအပ်ပါတယ်โอเคပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလို fashion တွေနဲ့ပတ်သက်ပြီးတော့ fashion tip တွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ် fashion သမိုင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်မေးချင်တာပဲဖြစ်ရှိခဲ့တယ်ဆိုလို့ရှိရင် comment မှာလည်းမှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာဂျင်းမောက်ကိရှင်ကြပါသည် peace out